စာပေရတများကိုခန်းစားနားဆင်နိုင်မှုအတွက်ဆီယမရင်ရင်နုမန္တလေးရဲ့အိတ်တန်းပြန်ငှက်များဆိုတဲ့ဝတ္ထုဇာတ်လမ်းကိုတင်ဆက်ပေးပါရစေခင်ဗျာခါညောင်းလိုက်တာတော်တော်ချင်းနေစိုးနေတာပါလားဖယားကဲတော်မူပါခြေစစ်လက်စစ်ကလေးတွေကလည်းတစ်စစ်စစ်ကြိုက်ဖျောင်းနိုင်လေးထွန်းပြီးဦးဆိုင်လိမ့်စေဘူးကလေးရှောင်းမှာဩဆေးရလဲဘယ်နာမှများထားမိပါလေအသက်ကကြီးလာတော့မှန်ညံတွေကမမယွင်းရင်ခြေစုပ်လက်နဲ့ပြုမဲ့သားသမီးများကလည်းအမေဝယ်လာတဲ့မိုးရင်းကားနဲ့ထမင်းကိုလုံးထွေးလူရက်စားကြပြီးဗီဒီယိုမော့ဖို့သွားကြပြီခုလိုဘဝနေဝင်ချိန်လေးရောက်မှတော့အေးချမ်းချမ်းစိန်ရှိလေးနေခြင်းလိုက်တာလေစိန်မရှိခြင်းနေပါစေစားဖို့မပူရတောက်ဖို့မပူရကိုစားခြင်းနာလေးစားလို့လှူခြင်းနာလေးလှူလို့ဒီလိုနေကလေးရရင်တော်ပါပြီဒါပေမဲ့မတောင်းတခြင်းတော့ပါဘူးတသက်လုံးတောင်းတခဲ့တာတက်တန်းမှနဲမှမနေပဲကျုပ်အသက်80ကျော်ခဲ့ပြီဗမာပြည့်စုံခဲ့လို့လေသူတို့ကပဲညံ့လို့လားကျုပ်ကပဲတော်လို့လားမသိသားသမီးတွေရှိရနဲ့ကျုပ်လို့80ကျော်ကအံ့မောင်နဲ့ခင်ထားတို့မောင်နှမကိုရှာကျွေးနေရတယ်ဆိုတာလူကြားလို့မှမကောင်းနောက်ဆုံးတော့ဝှက်ကျွေးပေါ်လေငယ်ကလေးကခေါင်းပေါ်ကမချခဲ့ရတဲ့ပဲပြုတ်တောင်းသူတို့အဖေနဲ့ရကာစခဏပဲချရတယ်အံ့မောင်လဲမွေးရောပြန်တင်ရတာပဲဒီလိုနဲ့အကြီးကောင်အငယ်မှကြီးလာကြအရှူအိမ်အောင်ကြကိုဗမြိုင်ဆုံးအနှစ်80ဆိုတာဘာမှမကြပါလားဖယားပြန်တွေးကြည့်ရင်မနေ့တနေ့အလိုပဲဒီကြားထဲပျော်ပါရတဲ့ကာလဆိုတာဘာမှမရှိလောကရန်နဲ့ကိုနဲ့လုံလားထွေးလားဖြစ်အံ့မောင်ကမိမနဲ့ကွဲခလေးတွေနဲ့အိမ်ရောက်လာခင်သားကခလေးတွေနဲ့ရံဖြစ်ခင်သားယောက်ျားနဲ့အံ့မောင်နဲ့ရသမားချင်းရံဖြစ်ခင်သားကအော်ဆဲအလိုလေးစူလိုက်ပူလိုက်တဲ့အိမ်အိုမင်းရတဲ့အထဲအရင်မရှိလို့ပဲပြုတ်ကလည်းမယောင်းနိုင်ပတ်စံရှာရမဲ့သူတွေကလည်းပတ်စံရှာတဲ့အလုပ်မလုပ်ဘဲရန်ကားနေကြတော့ကျုပ်ဖြင့်အိမ်မှာနေခြင်းတဲ့စိတ်ကိုတစ်စက်မှမရှိတော့ဘူးဘသူတေကြဟဲဆိုပြီးပြစ်ထားခဲ့ခြင်းနဲ့ဖះကိုလာခဲ့တာစိတ်ကထွေးရဲ့ဒါပဲအားကိုးစရာရှိတာလေဗမာအိုဖះကြလို့စာဆိုရှိသမို့လားဖះစာလဲဟုတ်ဒီပတ်ဒီမရပါဘူးဖះရှိမှထိုင်ပြီးကျုပ်အကြာကြီးဖះကိုကြည့်နေမိတယ်အေးချမ်းလိုက်တာဖះမျက်နှာတော်ကိုအကြာကြီးဖူးရတော့မှထထွက်လာခဲ့တယ်အိမ်မပြန်ကျင်သေးဘူးလေကလေးတဖြူဖြူနဲ့လက်ကန်ဆောင်းနှန်းနဲ့အตาလေးဝင်ထိုင်နေလိုက်တယ်ပါလာတဲ့ဖက်နှက်လေးဖင်ခုပြီးဟိုငေးဒီငေးပေါ့အဲ့ဒီအချိန်မှာကျုပ်အတွက်ထူးခြားတဲ့အဖြစ်အပျက်လေးတစ်ခုဖြစ်သွားခဲ့တာပဲတတရတနာဝစ်စားထားတဲ့အံ့မောင်တို့အရွယ်ကလေးတယောက်လေးကျုပ်ရှိမှခါကလေးကုံပြီးငါးချက်တန်လေးတရွက်ကိုကမ်းမိပါတယ်ရုတ်တရက်ဘာလဲဆိုပြီးကြောင်ကြည့်နေမိတော့သူကလက်ထဲကိုထိုးထက်ပေးနေတော့ကျုပ်လဲရောင်တော်နဲ့ယူလာလိုက်မိတယ်ဒီဘက်ကိုလဲလူအောင်ခလေးရဲ့အတန်ထွက်လာလို့လှဲ့ကြည့်မိတော့အိုးကျုပ်တို့ရွယ်သူ့တွေပါလားဖိုးကြီးဖွားကြီးတွေတန်းစီပြီးထိုင်လို့ကျုပ်ကိုလူတဲ့ကလေးကဟုတ်ကဲ့ဖွားအားလုံးလှူမှာပါဆိုပြီးတယောက်ကို9ချက်စီလှူတယ်ဘိုးအိုကြီးဘွားအိုကြီးတွေကကျမ်းပါပါစေချမ်းသာပါစေထီပေါက်ပါစေနဲ့စုတွေပေးလိုက်ကြတာတို့နဲ့ပေါ့အဲ့တော့မှသတိရတယ်။အိုးကျုပ်ဘာစုတစ်ခုမှမပေးလိုက်ရပါလား။ဘယ်သိမတော့ပထမဆုံးအတွေ့အကြုံဆိုတာကြောင့်
ကြောင်အနေတာပေါ့အဲ့ဒီခလေးလဲထွက်သွားရောဘွားကြီးကိုဒီဘက်ကိုလာတော်ထိုင်နေတာလမ်းကြီးမှာဆိုပြီးအဖွားကြီးတယောက်ကလှမ်းခေါ်တယ်ဒါနဲ့ကျုပ်လဲသူတို့နဲ့အတူတန်းစီပြီးဒီဘက်အစွန်းဆုံးမှာထိုင်လဲရတယ်လက်ထက်ကငါးချက်တန်လေးကကျုပ်ကိုစကားအများကြီးပြောနေပြီလေကျုပ်ထပြန်နေတယ်ဒါပေမဲ့ပြန်လို့မရခဲ့ဘူးချီတုံချတုံနဲ့ကျုပ်ထိုင်နေခဲ့တယ်တော်ထမင်းမပါဘူးလားလို့စောစောကအဖွားကြီးကကျုပ်ကိုမေးတယ်မပါဘူးဆိုတော့မှဒါဆိုကျုပ်ထမင်းသွားဝယ်မယ်ဟိုနာဆိုင်မှာကျုပ်တို့လိုအဖွားအိုရီဆိုထမင်း20ဟင်း20ပဲယူတယ်တော်မှားမလားလို့မေးတယ်ကျုပ်ခေါင်းရမ်းပြလိုက်တယ်ဒါဆိုလဲနောက်ရထမင်းထုတ်ခဲ့တော့လို့ပြောရင်ဘွားကြီးကိုထသွားတော့တယ်အဲ့နေ့နနက်စာစားချိန်ကနေညနေဆောင်တခြားဖွားအိုကြီးတွေပြန်တဲ့ချိန်ထိကျုပ်ထိုင်နေတာငွေ150လောက်ရခဲ့တယ်ကျုပ်ရင်ထဲမှာတထိတ်ထိတ်နဲ့မျက်နာတွေလည်းထူဟန်းလို့ပါတော့ခြေလမ်းတွေကပေါက်ဒီကပေါက်ချာနဲ့အိမ်ကိုပြန်လာခဲ့တယ်အိမ်ရောက်တော့မှောင်နေပြီတိမ်လုံးလဲတိတ်လို့ခင်ထားကအမေဘယ်သွားနေတာလဲဆိုတော့ဘာမှမပြောဘဲငွေတွေထုတ်ပေးလိုက်တယ်ဘယ်ရလာလဲလို့မေးတော့ကျုပ်ကအကျိုးအကြောင်းပြောပြတော့သမီးလိမ္မာကြီးကဘာပြောတယ်မှတ်လဲအမေဟာကကောင်းသားပဲအဲ့ဒီပဲသွားမနေ့ကထမင်းထက်ပေးမယ်တဲ့ကျုပ်မျက်ရည်တွေလဲလာပေမဲ့အာတင်းပြီးပြန်တင်းလိုက်ရပါတယ်။အော်ခုထိသားသမီးများမအေးဦးကြီးအလှခံကျွေးတာစားရကြတယ်။အေးလေအမောင်နဲ့ကလေးတွေကလည်းခင်ထားထမင်းဦးပဲနှိုက်ကြတာ။သူတို့အတွက်ရောကျုပ်အားတွေတင်းရတာပေါ့။လူကြတဲ့ကလေးတွေကကျုပ်တို့လိုအရွယ်ကိုလေးစားခြင်းနဲ့လူကြအရှာတာကျုပ်တို့နောက်ကငိုတောင်းမဲ့လူတွေအတွက်အခုအသက်အရွယ်တွေထိဝကြွေးမကင်းရှာကျွေးနေရတာတွေစားအိုးထိမ့်သိမ့်နေရတာတွေကိုသိရင်စေတနာများပြက်ကုန်ကြလိမ့်မလား။အိုးကျုပ်တို့လူမျိုးကသရာအားကောင်းပါတယ်။လူကြပါစေတော့များများလူကြပါစေ။စတဲ့တဘူတိုးလို့လူနိုင်ကြပါစေ။လူကန်တက်ကြလာတဲ့မြကျုပ်တို့ဘိုးကြီးကိုဘွားကြီးကိုတွေမှာနာကြီးစရာကြေကွဲစရာနောက်ခံဆက်အကြောင်းလေးတွေနဲ့ကြည်ပဲဆိုတာသိလာရတယ်။အမေခင်ဆိုတဲ့အဖွားကြီးကိုကြည့်လေဖြတ်ထားတာလမ်းလျှောက်နိုင်တာမဟုတ်ဘူး။သူ့တမက်ကမနက်တိုင်းပွေ့ချီချပေးသွားတာချပေးတဲ့နေရာထိုင်နေရတာညောင်းလိုက်ကတ်လိုက်တာလို့တနေ့လုံးညီးရှာတာဟုတ်တာပေါ့အုတ်တမန်စလင်းပေါ်တနေ့လုံးဒူးတုပ်ပြီးကွေးကွေးလေးထိုင်နေရတဲ့ဥစ္စာကြိုက်တာပေါ့ကျုပ်တော်အခုညောင်းတက်ကြိုက်တက်နေပြီအမေခင်လဲညောင်းရှာမှာပေါ့ဒါပေမဲ့အမေခင်ခမရတရက်မှမလာပဲမနေရဘူးသူ့တမက်ကိုကြောက်ရတယ်တဲ့မလာခြင်းဘူးဆိုရင်ရိုက်မယ်ပုတ်မယ်ချင်းချောက်တယ်တဲ့ကြောက်စရာကြီးတော့ဟိုတရောကြီးတီထိုးနေတဲ့ဖိုးအောကြတော့တမျိုးသူ့ရွှေပြည်ကြီးတို့ညနန္နာတို့တခါတလေဝေစင်လာတဲ့အောင်မင်္ဂလာတဲ့တချင်းတွေကြုတ်ဖြင့်တိပေါင်တော့ဒီရောက်မှကြားဘူးလားအရင်ကမင်းသားကြီးတဲ့သူဆိုရင်လွမ်းစရာကောင်းလိုက်တာသူ့မှာမီးရကျိုးလို့အိပ်ရတဲ့လဲနေတဲ့မိန်းမနဲ့ရင်ချက်ပန်းနာတဲ့သမီးလေးနဲ့ပြောရရင်စိတ်ညစ်စရာကြီးပါတော့စားဖို့အနိုင်နိုင်နေ့သေးမလားညသေးမလားလူမမာက2ယောက်စေးဖို့ဝေးလိုက်တာမီးရကျိုးကစိုးရင်ပန်းနာတဲ့ကလေးကပြူးစုလိုက်ပန်းနာတဲ့ကလေးကရင်ကျက်ရင်မီးရတဲ့ကြီးကရင်ဖိပေးလိုက်နဲ့ဖိုးအောမှာထမင်းအောင်ပါရှာတာမဟုတ်ဘူးတခါတလေရင်နာရှာတယ်ထင်မှာတရောကြီးဖိထိုးပြီးဆွဆွဲငင်ငင်သချင်းတွေဆိုရင်ငိုရှာတယ်ကျုပ်တို့လည်းမျက်ရည်လဲရတာပေါ့ဖိုးအောထမင်းမပါလဲပါတဲ့သူကဝိုင်းကြွေးကြအတူမျှစားကြနဲ့ပေါ့ဘာဖြစ်ဖြစ်လေကျုပ်တို့ရဲ့ဒုက္ခတွေကိုအိမ်မှာခဏထားခဲ့ပြီးဒီမှာတတ်တူရွယ်တူတွေမျှတပြီးအတူနေကြစားကြရတာတော့ပျော်စရာပါပဲညနေဆောင်ရင်တော့လက်ထဲမှာကြစ်ကြစ်ပေါင်စုပ်ထားတဲ့ငွေစားလေးတွေကင်ပြီးကိုယ့်အိမ်ကိုပြန်ကြရတော့တာပဲကျုပ်တို့အိမ်သားကမကြီးပင်ကြီးမှာဇရက်တွေတကြီးကြီးတကြားကြားအော်ဟစ်ဆူညံအိတ်တန်းပြန်တဲ့အချိန်ရောက်ရင်ကျုပ်တို့လည်းကျုပ်တို့အတိုက်အမြုံကလေးတဲ့ခေါင်းရှူဝင်းပါလာတဲ့စားစရာလေးတွေအလူရက်စားတော့ဖို့မျောနေတဲ့မြေးတွေနဲ့
တလုံးတဆုပ်ဝင်ငါစားရင်တနေ့တာကုန်ရတာတခါတလေများစိတ်ကူးရင်မိတယ်ကျုပ်ပြန်ရမယ့်အိမ်ကအခုလို့တစ်ဖက်ရက်ကလေးမဟုတ်ပဲချမ်းကြဲကြဲတိုက်ကြီးကြီးကျုပ်ကလည်းစိတ်ရွှေအပြည့်နဲ့တထေးမကြီးသားသမီးတွေကလည်းစိုက်ကားသမားအရက်သမားတွေမဟုတ်ပဲဆရာဝန်ကြီးတွေကျောင်းဆရာကြီးတွေဆိုပါစို့ဟောပြောရင်ဆိုရင်တော့ဟိုလိပ်စာငါးစာကျွေးတဲ့နားမှာရက်နေတဲ့ကျုပ်နဲ့ရွယ်လူလောက်ရှိမဲ့အဘွားအိုကြီးလိုပေါ့တော့ကြည်စမ်းသူတို့များကြည်လိုက်တာနဲ့သတိမှန်သိတာတယ်နုဖတ်ဆူပြေးနေတာပဲသပင်ကဖြူနေပေမဲ့တည်တည်တတ်တတ်ထုံးဖွဲလို့ခြုံထားတဲ့သိုးမွေးပေါ်ကလည်းအမွေးရှည်ကြီးတွေနဲ့လှလိုက်တာဇင်းမဲလုံးကြီးကလည်းအီဆာလို့စိန်ငကကလည်းတဖိတ်ဖိတ်လက်လို့တော့အေးလေသူတို့လိုချမ်းသာရင်ကျုပ်ဒီနားမှာထိုင်လူခံနေရမတဲ့လားသူ့လိုချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်နေရမှာပေါ့မချမ်းသာလို့အလူခံစားနေရတာကိုလှုပ်တာပဲကောင်းပါလေအေးကွယ်အခုလိုဘွားတို့လူလို့ကလေးတို့စာမင်းပွဲတွေအောင်ကြပါစေဆရာဝန်ကြီးတွေဖြစ်ကြပါစေမင်္ဂလာဆောင်တွေထီကြီးလဲပေါက်ကြပါစေကွယ်သာဓုစိတ်ထဲမှာကြည်နူးလိုက်တာအပြင်ထွက်ရတာအပြင်လေစစ်ကိုရှူရတာအသေးသေးကိုအေးသွားတာပဲအိမ်ထဲမှာဆိုရင်လေရအစဆူထိုင်းနဲ့လေအေးစက်ကထွက်လာတဲ့လေအတုကိုရှူရတာအသက်ရှူမွားပါဘူးတကယ်ပါပဲကြည့်ပါဦးလေကလေးကတဖြူဖြူသွားကြလာကြတဲ့သူတွေကလွတ်လပ်ပျော်ပျော်ပါပါအော်ဒီလိုအချိန်တွေကုန်ဆုံးခဲ့ပြီနုနယ်ရုပ်စင်းပြိုမြစ်ချင်းကအိုမင်းနောက်ဆုံးပါတကားတဲ့နာဖို့တေဖို့သာကြံတော့တာပူတာကအိုပြီဖျားလာခြင်းလို့လိုက်ဖို့ပါဆိုတော့ပို့တဲ့မြေကလေးမောင်ကျော်ကိုကျေးဇူးတင်လိုက်တာသူကလည်းနောက်ဆုံးဝယ်လိုက်တဲ့ပရာဒိုကားကြီးကိုပြကျင်လို့ဆိုပြီးအိမ်ကိုလာတာကျမမြေးနှစ်ယောက်ကလည်းသူတို့အကူဝမ်းခွဲကိုတစ်ဖက်မောင်းပို့ရမယ်လို့ပူစားသွားကျင်တာကမြို့တော်ဥယျာဉ်နဲ့သူတို့ကစားကြလဲကြနဲ့တနာရီနှစ်နာရီကြာမှကိုအမေကြီးကိုဖျားပို့ခဲ့ပါကွယ်ဆိုပြီးဇွတ်ထွက်လာတာမောင်ကျော်လေးကျမ်းမာပါစီကွယ်အိမ်မှာလဲကားနှစ်စီးရှိပါတယ်ကားတစ်စီးကသမီးလုတ်သူအထုကုဆရာဝန်မကြီးကယူသွားမနက်6နာရီကထွက်စီကန်းတွေတစ်ခုပြီးတစ်ခုပြောင်းထိုင်အချိန်တန်တော့စေးုံသွားပြီးတော့စီကန်းငွေတွေသိမ်းချီယူပြီးလူနာတွေခွဲရစိတ်ရညအိမ်ကိုသူပြန်ရောက်တဲ့အချိန်ဟာအစောဆုံး7နာရီပဲပြင်မလိုက်တဲ့သမီးလေးကွယ်လွန်သွားတဲ့သမက်စားနှစ်ယောက်စာပေါင်းရှာဖွေနေရတာကျမဖြင့်မကြည့်ရပါဘူးတိမ်အောင်လုံးအတွက်ကုန်းကြုံလုံနေရရှာတာလေတရက်ကလေးမှမနာရရှာဘူးမေရောကလေးတွေရောမညှိုးမငယ်နေရတာသူ့ကြောင့်ဒါကြောင့်ကျမကလည်းသမီးသဘောကျအားလုံးနေပေးရတယ်ဒါမှသမီးစိတ်ချမ်းသာရှာမှာနောက်ကားစီးရလည်းအကြီးမကျူရှင်ကျောင်းကွန်ပျူတာသင်တန်းငယ်ကောင်တချင်းဆိုလေပတ်အပေါင်းအသင်းနဲ့ထွက်သူတို့မောင်နှမအဝေးမညီဘူးခဏရန်ဖြစ်တယ်တယောက်ပို့တယောက်ကျူဂျေးရလဲများစူရလဲစူဒရိုင်ဘာတွေမျက်စိလဲနားကြီးခဏထွက်ဒုက္ခတွေရောက်အမလီမောလိုက်တာသူတို့ကိုကြည့်ရတာမောလိုက်တာသူတို့ကိစ္စတွေနဲ့သူတို့ရှုံနေတာတခါတလေကျမအပြင်လေးပါလေးထွက်ချင်ကားမရှိဘူးကားမရှိတာထားပါလေကျမအပြင်ထွက်တာကိုလည်းသမီးကတိတ်မကြိုက်ချင်ဘူးမျက်နာကအိုးရဲဟိုတခါတော့ကအလူတစ်ခုကိုကားငါပြီးသွားမယ်လို့ဖွင့်တာတာမိမိကလည်းသမီးနဲ့မိမိမြည်တွေအိမ်မှာမရှိဘူးအိမ်မော်ဆိုတာလည်းရုံရတာမဟုတ်ဘူးအိမ်ရှင်တွေဘူးမှမရှိတော့ရှိတာတွေမချသွားရင်ဒုက္ခသမီးကဖြောင်းစီးပွားရှာနိုင်အောင်မိမိကအိမ်မြဲမှာပေါ့မိမိသိတတ်မှာပေါ့သမီးပြောရတာငရဲကြီးတော့မှာပဲတဲ့ဟုတ်တာပေါ့ရှင်အန်ဆွဲထဲမှာလဲငွေတွေထပ်လိုက်သမီးအင်းကြီးလုံကြီးတွေကတစုံ9000 1000တန်နေကိုကသူ့မိခိုနေရတာလေတိတရကောင်းတာပေါ့နောက်ပြီးကိုကမျက်စိကလည်းတိတ်ကောင်းတာမဟုတ်ဘူးခွဲထားရတာဆိုတော့အိမ်မှာနေတာပဲကောင်းပါတယ်လေရှော့ထားလေခြင်းပတ်ချင်ရင်ရလို့သွားခြင်းလာခြင်းစိတ်တွေရှော့ချင်းချင်းစန္ဒနောက်ကိုမလိုက်နဲ့တရားနဲ့ဖြေး
တရားခွေတွေနားထောင်ပုံလို့သမီးဝယ်ပေးထားတာသမီးကတော်ရှာပါတယ်သိတတ်ပါတယ်ဆရာတော်ကြီးတွေရဲ့တရားပွဲတွေကျမသွားနာခြင်းနေမှသိတော့တရားခွေတွေဝယ်ပေးထားတာကျေးဇူးတင်ရတယ်တရားပွဲမှာတူတူဝေအညောင်းခံချင်ကြိုက်ခံမဲ့စားအိမ်မှာတက်တောင့်တက်တာနားရတယ်လေဒါပေမဲ့တခါတလေအငယ်ကောင်ကသူ့သချင်းတွေစူညံနေအောင်ဖွင့်ရတော့ကျမတရားခွေလေးသိမ်းပြီးအခန်းထဲအောင်းနေရတော့တာပေါ့အဲ့တော့လေတရားမရတာပေါ့လေကျမအကောင်းဘက်ကကြီးတွေးပါတယ်ဒါပေမဲ့တခုတ်ခုတ်နေရတော့တိတ်ပြင်းတာပဲရှင်ဩပြောပါဘကောသမီးတွေမြေးတွေကမအားတနေ့ကိုကျမတယောက်တည်းစကားပြောစရာအဖော်ကမရှိအိတ်လိုက်ထိုင်လိုက်ထလိုက်တရားနာလိုက်ပြင်းလိုက်တာတခါတလေထမင်းဝိုင်းမှာစုံကြရင်လေသူတို့ပြောကြတဲ့စကားတွေကိုကိုလိုက်မမီစကားဆက်လို့ဝင်ဆုံးမမိရင်ဖွားဖွားအသာနေစမ်းမှာနားမလဲပဲဝင်ပြောနေလို့မြေးတွေမှန်တာခံရသေးတယ်သမီးကလည်းဟဲ့ဖွားဖွားကိုဒီလိုမပြောရဘူးလို့မဆုံးမဘူးရဲနေတာကျမတို့ခင်နေတော့ခွာကြီးခွာခဲ့ပြီသူတို့နဲ့စကားမပြောရတော့အိမ်ပေါ်ကောင်မလေးတွေနဲ့ပြောကြည့်ပါတယ်သူတို့ကလည်းအတူတူပဲသူတို့သိတာနဲ့ကိုသိတာနဲ့ကွာခြားခဲ့ပြီခမောင်ရင်မသိជីជីထေးမသိသူတို့ပြောတဲ့နာမည်တွေကိုကိုကမသိစိတ်ပြေလက်ပြောက်တီဗီလဲမျက်လုံးကြောင့်ကြည်မရကောင်မလေးတွေကလည်းအလုံးနဲ့လက်နဲ့မပြတ်ကျမအနားမှာဘယ်သူမှမရှိအင်ကြီးတစ်လုံးလုံးဟာပြင်းကြီး6တွေ့နေတာပဲသမီးဝယ်ပေးတဲ့တရားခွေလေးတွေလည်းဖွင့်ပါတယ်ဒီတိုင်းဖွင့်နေရတော့လဲစိတ်ကအာယုံဆိုင်လို့မရတော့ဘူးအားလုံးလဲအလွတ်လောက်နေပါရနေပြီထပ်တလဲလဲနာနေရတော့လဲညီးငွေလာပါပြီတညမှာတော့သမီးစေးကအပြန်ဆောက်ရင်မျက်စိမုံမုံနဲ့ကြုံရခွေခွေထက်ဖွင့်လိုက်တာအငိမ့်သချင်းငွေလေးဖြစ်နေတယ်အဆူတော်လေးကလည်းကောင်းလိုက်တဲ့အတန်ကြည်လိုက်ပြီးလိုက်တာလေးပါးဒီမြမြရင်ရဲ့အလူရှင်သချင်းကျမတို့340ရွယ်ကကြည်ရတဲ့မခင်စိန်တို့အမာစိန်တို့နွဲ့နွဲ့ဆန်းတို့ဒီသချင်းဆိုနေကြပေါ့ကျမလည်းတပိုင်းလစားတော့ရပါသေးတယ်ဗါတဲ့အပိုင်းတော်ကြံလိုက်သရှင်တိုင်မော်လန်းဆိုင်ချင်းနဲ့အဲ့ဒီတော့ကသူတို့ကခဲ့တာလေးတွေကလှလိုက်တာလက်ချိုးခြေချိုးလေးတွေကတော့ကော့ညွတ်လို့ဟုတ်တယ်လို့ကျမလည်းငယ်ငယ်တုန်းကအကောက်တိတ်ဝါသနာပါခဲ့တာပေါ့ရှင်အခုတော့မကရတာလဲကြာသူများကတာလဲမမြင်ရတာကြာပါပြီဒီသချင်းလေးကြားရတာနားတယ်ခြူလိုက်စိတ်လိုက်တာဗါတဲ့အီဂျစ်နဲ့အင်္ဂလန်နိုင်ငံသားကိုမောင်းသွားထားပါလားပြူတပားမသိအောင်စာရေးတဲ့ဆရာတော်အိမ်မလာရအောင်ဟမ်ကဆက်ကိုကြောက်ခနဲပိတ်လိုက်တာဘာသူပါလဲဩသမီးပြန်လာပြီကိုမမေသမီးကိုစောင့်ရင်တချင်းကလေးကောင်းတာနဲ့အိုးသမီးမျက်နှာကတင်းလို့ပါလားမမေတငယ်ပြန်နေတာလားတဲ့ဖယားသမီးကြည်နေတာမမေတချင်းလဲလိုက်ဆိုနေတယ်လက်လုတ်ချေလုံးနဲ့ကလည်းကနေမမေအသက်ရွယ်နေဒီလိုလုပ်နေအိမ်မော်ကလေးမတွေယူသေးတန်ကုန်မှာပေါ့ပြီးတော့အတင်းပြောလက်ခံရအောင်မယ်မမေရွယ်နဲ့လိုက်တဲ့တရားခွေတွေသမီးဝယ်ပေးထားတယ်လीတဲ့ပြောရလိုက်တာသမီးရဲ့ကျမမျက်ရည်တွေတောင်လဲလာပါတယ်အေးမမေသိပါတယ်သမီးကခုံချက်တည်နဲ့ပြည့်စုံတဲ့ဆရာမကြီးပဲသူကကိုယ်တင့်လျော်တင့်တယ်အောင်ထားရှာတာပဲနောက်ကသမီးဖြစ်စေခြင်းတဲ့အတိုင်းတရားနဲ့မွေ့လျော်လို့ရအောင်မိမိကြိုးစားပါမယ်စိတ်ဖြေရမရှာတော့ပါဘူးကွယ်လို့စိတ်ထဲကနေပြောပြီးကျမထထွက်လာခဲ့တော့သမီးကအိမ်ပေါ်ကောင်မလေးတွေကိုစူနေတန်ကြားရတယ်နောက်ကမိမိအိပ်ပါစေငါပြန်မဆောင်စေနဲ့မိမိအေးပြန်သွေးတိုးတယ်ဆိုတော့နှုတ်မသိဘူးလားတဲ့အဲ့ဒီသွေးတိုးတဲ့ယောဂကြီးရှိနေတာကလည်းကျမအတွက်ဒုက္ခတစ်ခုပါပဲကျမသွေးတိုးရှိပြီဆိုကြတဲ့တိကြတဲ့ကသမီးကမိမိအငံလျှော့စားရမယ်ပေါ့ချက်အိမ်ပေါ်တွေကိုမာတော့တာပဲသမီးရဲ့အမိန့်ကိုလိုက်နာကြရတယ်လေကျမရဲ့တောင်းပန်တူရှိုးတဲ့မျက်လုံးကိုသူတို့ဘယ်ကယူဆိုင်ပါမလဲဒီယောဂဝင်လာပြီးကြတဲ့ကကျမအလွန်နှစ်သက်တဲ့ငံပြာရည်စီတက်တို့ပဲငပိချက်တို့ဝတ်သားပိုးရည်ကြီးချက်တို့ကိုအပြီးပိုင်စွန့်လိုက်ရတာပါပဲချူရဲရဲပဲနဲ့ဖြူဖြူရောကြက်သားပြုတ်ကြောအေးဆက်ဆက်စွတ်ပြုတ်တို့အိုးမုံလိုက်တာတလုံးတဆုပ်ပဲစားပြီးထမင်းမွဲကိုကြောခိုင်းခဲ့ရတာကြီးသမီးကအကောင်းစားစီမံပေးပါတယ်ဒါပေမဲ့သူစားခိုင်းတဲ့ကွေကာအုပ်တို့ပေါင်မုတ်တို့နွားနို့တို့ဘာလို့မှလဲကွယ်ညှီဆို့ဆို့နဲ့ခေါ်လက်
မတူပါတို့များနှမ်းတော်များများနဲ့စီရွှဲရွှဲနဲ့ငချိတ်ပေါင်းတစ်စုံလောက်မှအရသာမရှိပါဘူးတခါကကောင်မလေးတွေကိုမုံရင်ကခိုးမှစားမိလို့တီးသွားလို့အလုံးဖြုတ်ပြမဲ့ကျင်းထားတာနဲ့ကောင်မလေးတွေခမညာဝယ်မပြီးရဲ့ရှာကြတော့ဘူးအရှမ်းပဲပေါ်များတဲ့ဆရာမကြီးအိမ်မှာအမေလှုပ်သူအစာရည်စာငတ်နေပါတယ်ဆိုရင်ကြားရတဲ့သူတွေယုံမယ်မထင်ပါဘူး။အိုးဘာသာမှလေးရှင်တရောတန်လေးတငိမ့်ငိမ့်နဲ့။ဩဟိုနာဘူးကတရောထိုးရင်တချင်းဆိုနေရပါလား။နဝင်ချိုးလိုက်တာနားချမ်းသာလိုက်တာရှင်ထဲကိုပြေးသွားသလိုပါပဲ။ဟောဒီနဲ့ဒီနောက်သိပါတယ်။ဟောသိပြီမယမ်းသေးတော့ငပိပုတ်နံကလေးရဲ့စက်သွန်စိမ့်နံလေးရဲ့မလီတရေတောင်ကြကျင်လာပါပြီလားဒီဘက်ထိတ်ကဘွားဘွားထမင်းကြိုင်ဖွင့်ပြီးဟိုဘက်ကဖွားဖွားကိုထဲ့ပေးလို့ဖြစ်နိုင်ကျမကိုနည်းနည်းကြွေးစမ်းမှရှင်ဆိုပြီးတလုတ်တဆုပ်နှိုက်စားလိုက်ခြင်းဩမဖြစ်သေးပါဘူးလေစိတ်ကိုထိမ့်မှတနာကိုဖြတ်နိုင်မှဒါပေမဲ့ရှင်ကျမနဲ့ရွယ်သူတွေစင်းစင်းရဲ့အလူကန်စားနေကြရှာတယ်ဆိုပေမဲ့အုံနဲ့ချင်းနဲ့အုပ်စုနဲ့ပျော်စရာကောင်းလိုက်တာကျမတို့အိမ်ကြီးတစ်လုံးထဲမှာပြင်းညင်းဝေးစွာထိကျန်နေရတာမဟုတ်ဘူးနော်ရှင်တို့ကုသိုလ်ကံကောင်းလိုက်ကြတာဩဒီဘက်ဆုံးကဘဘကျမအောင်ငေးနေလိုက်တာကျမမျက်စိမွဲပေမဲ့ဒီလောက်နီးနေတော့ရှင်းမျက်လုံးထဲကအားကြရိပ်တွေကိုကျမသိပါတယ်မြင်ပါတယ်ရှင်တို့မြင်ရတဲ့စိတ်နှကတ်တို့အဝတ်စားတို့ကအခွန်နေပါဒီခွန်တွေကိုဖယ်လိုက်ရင်ဟတ်တက်ကွဲနေတဲ့အသေးနှလုံးရှင်တို့မြင်ပါပါကျမဖွင့်ပြလို့လည်းမရပါဘူးလေကျမသမီးကဂုံတီရှိဆရာဝန်မကြီးလေသူ့မေကျမဒီလိုခံစားနေရပါတယ်ဆိုရင်သူခုံပြတ်မှာမျက်နှာငယ်မှာပေါ့မျိုးသိပ်ထားမတိမချင်းမျိုးသိပ်ထားအားလုံးအမြင်မှာသမီးကဖူးဖူးမှုတ်ဂယူးဆိုင်လွန်းလို့မိဘကျေးဇူးအထူးသိတဲ့လွန်းလို့စီးစိမ်အပြည့်နဲ့ပျော်နေတဲ့တတိကတော်ကြီးပုံစံအပြည့်ဖြစ်နေစေရမယ်စိတ်ချမ်းချမ်းသာသာနဲ့လောကစီးစိမ်ခံစားနေရတာပဲလူသိစေရမယ်ကဲနေညိုပြီးကိုကျော်လေးလည်းပြန်လာတော့မယ်ချိန်တန်ရင်အိမ်ပြန်ကြရမှာပေါ့နော်ဘဘတို့ရဲ့ရှင်တို့ကတော့အိတ်တန်းပြန်ငှက်တွေလို့ကို့အတိုက်မြုံစီပြန်ကြမှာပေါ့စူးစူးညံ့ညံ့ကြိုကြထမင်းပွဲမှာလူရက်စားကြဘလောက်ပျော်စရာကောင်းလိုက်မလဲကျမကတော့အတောင်ဖြတ်ခံထားရတဲ့ငှက်အုံမကြီးပါကျမရဲ့အပြန်လမ်းမှာတော့အေးဆက်နေတဲ့ထမင်းဝိုင်းရဲ့စကားပြောဖို့မရှိပြင်းညင်းဝေးဖို့ကောင်းတဲ့ကြီးကျယ်ခမ်းနားမှုတွေနဲ့ပြည့်စုံနေတယ်ဆိုတဲ့ရွှေလောင်ကြိုင်တစ်ခုစီကိုဟုတ်ကဲ့ပါအခုတင်ဆက်ပေးသွားခဲ့တာကတော့ဆီယမရင်ရင်နုမန္တလေးရဲ့အိတ်တန်းပြန်ငှက်များဆိုတဲ့ရတဝတ္ထုလိုဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ